လက်နှချောင်းထောင်ပြရတဲ့စာလို့ဦးလေးတစ်ချက်လောက်ပြောကျွန်တော်တို့အကားကြီးလေးရိုက်နေကိုတွေးကြီးဟုတ်တယ်မိုက်နေပြီကိုတွေးကြီးတော့မိုက်နေပြီချက်လောက်ဖယ်ပေးပါလို့ကျွန်တော်တို့ဒီမှာရိုက်နေလို့ဦးလေးရဲ့